မင်္ဂလာပါရှင်ဒီစာအုပ်ကလေးကတော့ Ashpon ကပဲထုတ်ထားတဲ့ I am almost never bore ပေါ့နော်ဒီစာအုပ်ကလေးကမှသူက a book with whole ပေါ့နော်ဒီလိုပေါက်ကလေးနဲ့အသက်အရွယ်အပြင်သူကအသက်3နှစ်ကနေ6နှစ်သားမီမီလေးတွေအတွက်တင်တော့ပါတယ်အသက်3နှစ်ကနေပြီးတော့ဒီ early primary ပေါ့နော် grade 1လောက်ထိကိုသုံးလို့ရပါတယ်ရှင်ဒီစာအုပ်ကလေးကတော့သူကဒီကလေးလေးอ่ะပေါ့နော်သူအိမ်မှာနေရင်းနဲ့ပြင်းလာတဲ့အချိန်မှာဆိုပေါက်ကလေးပါတယ်နော်အိမ်မှာနေရင်းနဲ့ပြင်းလာတဲ့အချိန်မှာအိမ်ထဲမှာရှိတဲ့အရာဝတ္ထုလေးတွေနဲ့ပဲသူဘယ်လိုစိတ်ကူးပုံဖော်ပြီးတော့ကစားထားလဲဆိုတဲ့စာအုပ်ကလေးပေါ့နော်အဲ့လိုပုံစံလေးပါပုံကြီးကြီးစာနည်းနည်းပေါ့နော်မမေတို့ဖတ်ပြမယ်ဆိုရင်ကလေးလေး3နှစ်လောက်ကနေစပြီးတော့2နှစ်ခွဲလောက်ကနေစပြီးတော့ဖတ်လို့ရပါတယ်ရှင်2နှစ်ခွဲ3နှစ်ကနေပြီးတော့6နှစ်လောက်ထိဖတ်လို့ရပါတယ်နော်ဒီစာအုပ်ကလေးပါဒါလေးဆိုရင်လည်းပုံမှန်ဆိုင်ရောင်းစီ9000ကျော်ရှိပါတယ်အခုဝယ်မယ်ဆိုရင်မြန်မာ book center မှာ2000ကျပ်နဲ့ဝယ်ယူအားပေးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်